နေတယ်ဆိုတာဘာလဲပေါ့နော်နံပါတ်1ကတော့အသက်ကြီးလာတဲ့အခါမှာကြွက်သားရဲ့ muscle mass လို့ခေါ်တာပေါ့ကြွက်သားပမာဏလျော့ကျလာတယ်နောက်တစ်ခုကတော့ muscle strength လို့ခေါ်တဲ့ကြွက်သားအင်အားလျော့နေလာတယ်နောက်ဆုံးမှာ performance လို့ခေါ်တဲ့ဒီကြွက်သားရဲ့စွမ်းဆောင်ရည်ကျဆင်းလာတယ်ပေါ့အဲ့ဒီ3ချက်လုံးနဲ့ပြည့်စုံရင်တော့ဒါကြွက်သားအားနေသွားပြီလို့ဆိုလို့ရတာပေါ့နော်ဆိုတော့ဒီကြွက်သားအားနေခြင်းကတော့အသက်ကြီးရင်ဖြစ်တာတေချာပေါက်ကျွန်တော်တို့ဖြစ်လိရှိတယ်ရှောင်လွှဲလို့မရဘူးပေါ့နော်ကာကွယ်လို့တော့ရတယ်နောက်တစ်ပိုင်းကတော့အသက်ကြီးရလာတဲ့အခါမှာအမျိုးသားတွေဆိုရင်အမျိုးသားဟော်မုန်းတက်စတိုစတီရိုန်းနည်းသွားမယ်အမျိုးသမီးတွေမှာဆိုရင်ဒါအီစထရိုဂျင်လို့ခေါ်တဲ့အမျိုးသမီးဟော်မုန်းလျော့နည်းသွားတဲ့အခါတွေမှာလည်းကြွက်သားအားနည်းလာတတ်တယ်နောက်တစ်ခုကနာတာရှည်ယောဂါတွေပေါ့စီဂျူတို့သွေးတိုးတွေရေရှည်ဖြစ်နေတာနာတာရှည်ကြောက်ကပ်ဖြစ်နေတာဒီလူတွေမှာကြွက်သားအားနည်းတတ်တယ်နောက်တစ်ပိုင်းကတော့အလွန်အရေးကြီးတဲ့အာဟာရပိုင်းပေါ့လေပရိုတင်းလို့ခေါ်တဲ့အသားဓာတ်လုံလောက်မစားနိုင်တဲ့လူတွေဗီတာမင် D ချို့တဲ့လူတွေမှာလည်းကြွက်သားအားနေတာတွေ့ရတယ်နောက်တစ်ခုကတော့ physical inactivity လို့ခေါ်တဲ့ကိုယ်လက်လှုပ်ရှားမှုနေပါတဲ့သူတွေပေါ့နော်အဲ့ရပေါ်မှာအကြာကြီးလှဲနေရတဲ့နာတာရှည်ယောဂါတွေနောက်တစ်ခုကတော့အလုပ် sedentary lifestyle လို့ခေါ်တဲ့လှုပ်လှုပ်ရှားရှားနေပြီးတော့အမြဲတစေထိုင်ပြီးလှုပ်လှုပ်ရတဲ့လူတွေမှာဆိုရင်ကြွက်သားအားနေလိရှိတယ်ပေါ့လေဆိုတော့ပြောရမယ်ဆိုရင်တော့အသက်65နှစ်ကျော်လာမယ်ဆေးရုံမကြတက်ရမယ်နာတာရှည်ယောဂါတွေခုနပြောတဲ့သွေးတိုးတွေစီဂျိုတွေနောက်တစ်ခုကနာတာရှည်လေပြွန်ရောင်ရမ်းတာနှလုံးယောဂါကင်ဆာယောဂါနောက်ရေရှည်စတီရိုက်ပါတဲ့ဆေးဝါးတွေတောက်သုံးနေရတဲ့လူတွေနဲ့အာဟာရချို့တဲ့လူတွေမှာဆိုရင်တော့ကြွက်သားအားနည်းလာတယ်အဲ့တော့နောက်ဆက်တွဲအနေနဲ့တော့မကြချော်လဲတာအယိုးကျိုးတာတွေဖြစ်တတ်တယ်ဆေးရုံမကြရောက်တယ်တိဆိုးမှုနှုံးလည်းအလွန်များတယ်ဆိုတာတွေ့ရတယ်ဒါကြောင့်ကြွက်သားအားနည်းခြင်းကိုကျွန်တော်တို့အနေနဲ့ထိထိရောက်ကာကွယ်ထားဖို့လိုအပ်တာပေါ့နော်ဆိုတော့အရေးကြီးဆုံးကတော့ protein ကိုကြွယ်ဝစာစားသုံးဖို့လိုအပ်တယ်ပေါ့နော်protein ကအကြမ်းမြင့်အားဖြင့်တော့1 to 1.5 gram per kg ပေါ့ဆိုတော့60 kg ရှိတဲ့လူတယောက်ဆိုရင်တနေ့ကို protein 60 gram လောက်ကျွန်တော်တို့စားပေးဖို့လိုအပ်တယ်ဗီတာမင် D ဆိုရင်လည်း800ကနေ1000 international unit ကျွန်တော်တို့နေ့စဉ်ပြီးဝဲဖို့လိုအပ်တယ်လို့ omega 3 fatty acids ကလည်းကြွက်သားအားနေခြင်းကိုပြန်ကောင်းစေတဲ့ထဲမှာပါတဲ့အတွက်ဒါတွေကိုကျွန်တော်တို့ကြွယ်ဝစာစားတောက်ဖို့လိုအပ်တယ်မစားနိုင်ရင်တော့အပြင်အဖြစ်ဆွဲအနေနဲ့ကျွန်တော်တို့တောက်သုံးရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့လေ့ကျင့်ခန်းတွေလုပ်ဖို့လိုအပ်ပါတယ်လေ့ကျင့်ခန်းမှာမှ resistance training လို့ခေါ်တဲ့ကြွက်သားအားကောင်းစေသောလေ့ကျင့်ခန်းများရှိတယ်နောက်တစ်ခုကတော့ balance training လို့ခေါ်တဲ့ခန္ဓာကိုယ်ဘဲညာเนาะချိန်ညှိပေးမဲ့ထိုက်ချီလိုဟာမျိုးယောဂလိုဟာမျိုးဆော့ဖို့လိုအပ်တယ်နောက် aerobic exercise လေးတွေကျွန်တော်တို့လုပ်ဖို့လိုအပ်ပါတယ်ဒီလိုတွေဒါပုံမှန်လုပ်မယ်အစားအသောက်ကိုလည်းပြည့်စုံအောင်စားမယ်ဆိုရင်တော့အသက်ကြီးလာပြီမဲ့လည်းကြွက်သားအားနေခြင်းကိုကျွန်တော်တို့ကာကွယ်နိုင်မယ်ကုသနိုင်မယ်ဆိုတဲ့အကြောင်းလေးပြောကြားလိုပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာသင်မိသားစုရဲ့ပြည့်ဝတဲ့အာဟာရနှုတ်မကောင်း